တုံ့လုံးမှုမရှိအောင်နေပါဘလို့လောကရန်လေးပြင်းမုံနိုင်နေပဲတိုက်လာဘအလာဘလက်ရသည်ပဲဖြစ်စီမရသည်ပဲဖြစ်စီနည်းနည်းမှမတုံ့လှုပ်ဘူးစီးပွားဥစ္စာရသည်ဖြစ်စီမရသည်ဖြစ်စီတုံ့လှုပ်မှုမရှိဘူးမကောင်းမှုလားတိတ်ကောင်းတယ်နော်ချမ်းရံများသည်ဖြစ်စီမများသည်ဖြစ်စီရှိသည်ဖြစ်စီမရှိသည်ဖြစ်စီတုံ့လှုပ်မှုမရှိဘူးသူတစ်ပါးတို့ရဲ့ကဲ့ရဲ့သည်ဖြစ်စီချီးမွမ်းသည်ဖြစ်စီကဲ့ရဲ့ခြင်းကြောင့်လည်းစိတ်ထဲတုံ့လှုပ်ခြင်းမရှိဘူးချီးမွမ်းခြင်းကြောင့်လည်းစိတ်ထဲမှာတုံ့လှုပ်ခြင်းဝမ်းသာခြင်းဘယ်တော့မှမဖြစ်ဘူးတဲ့တိတ်ကောင်းတယ်နော်ချမ်းသာတဲ့ဝေဒနာနဲ့တွေ့ရလို့ဒုက္ခဆင်းရဲတဲ့ဝေဒနာတွေနဲ့တွေ့ရလို့စိတ်ထဲတုံ့လှုပ်မှုမဖြစ်ဘူးချမ်းသာတာနဲ့တွေ့ရလို့စိတ်ထဲဆွဲမှတ်မှုမဖြစ်ဘူးဆင်းရဲတဲ့ဝေဒနာနဲ့တွေ့ရလို့လည်းစိတ်ထားဖောက်ပြန်မှုတွေနည်းနည်းမှမဖြစ်ဘူးအဲ့ဒီလိုလောကရန်လေးပြင်းမုန်တိုင်းတွေကြောင့်တုံ့လှုပ်ခြင်းမရှိပဲအလဲကောင်မှာစိတ်ကိုငြိမ်ဝတ်စွာထားနိုင်တဲ့စိတ်ထားလေးတစ်ခုကိုတာတိဂုံလို့ခေါ်ပါတယ်အဲ့ဒီတာတိဂုံနဲ့ပြည့်စုံတဲ့ဆင်ရအောင်ဖျားရှင်ရဲ့ပြိပတ်တရားတော်ကရွတ်ဆောင်ပေးနိုင်တဲ့စွမ်းအားရှိပါတယ်ဒီလိုဆိုရင်ဒီပฏิပတ်တရားတော်ကဖျားရှင်ရဲ့အစအလယ်ဆုံးဆိုတဲ့ကောင်းခြင်းဂုံနဲ့ပြည့်စုံတဲ့တရားတော်လို့ပြောနိုင်တယ်ဒါကြောင့်ဒီပฏิပတ်ကျင့်စဉ်တရားတွေကသိအားရဖို့ကောင်းပါတယ်။သီလကျင့်စဉ်ကိုတကယ်လက်တွေ့ကျင့်တယ်။တမာတိကျင့်စဉ်ကိုတကယ်လက်တွေ့ကျင့်တယ်။ပညာကျင့်စဉ်ကိုတကယ်လက်တွေ့ကျင့်တယ်။ကျင့်နေတဲ့ပုဂ္ဂိုလ်လည်းချမ်းသာတယ်။တစ်ဖက်သားပုဂ္ဂိုလ်တွေလည်းထိခိုက်နေနာမှုမရှိဘူး။သိကောင်းပါတယ်။ဒါကြောင့်ဘုန်းကြီးတို့ဖျားရှင်ရဲ့ပฏิပတ်တရားတော်သည်အားလုံးအစွမ်းတွေလွတ်အောင်ဟောထားတဲ့တရားတော်မှုတွက်ခါတာဂုဏ်နဲ့ပြည့်စုံတဲ့တရားတွေဖြစ်ပါတယ်လို့ဖအောက်တော်ရဆရာတော်ဘုရားကြီးကဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ရှင်။တရားအသည့်တွေတူပွားနိုင်ကြပါစေရှင်။ဓမ္မတုတ္တပိုင်းကြားဖြူပါ